လောင်အိုင်းလန်ဒေသခံကဘာကြောင့်နယူးယောက်ကနေခွဲထွက်ခြင်းနဲ့ကြတာလဲဆိုတာသင်သိပါသလားတချို့ဆိုရင်လောင်အိုင်းလန်ကို United States ရဲ့50ခုမြောက်ပြည်နယ်တစ်ခုဖြစ်လာစေခြင်းတဲ့အထိပါပဲဟုတ်ပါတယ်သူတို့ကဒါကိုတကယ်ကြီးအတိအလင်းလှုပ်ဆောင်နေကြတာပါလောင်အိုင်းလန်မှာလူဦးရေ2.3 တန်းကျော်နေထိုင်ပါတယ်ဒေသခံအများစုကသူတို့ဟာအခွန်တွေအလွန်အမြင့်ပေးဆောင်နေရပေမဲ့အဲ့ဒီငွေတွေရဲ့အများစုက New York City အပါအဝင်တပြည်နယ်လုံးအတိုင်းအတာနဲ့အသုံးစရိတ်တွေထဲကိုပဲရောက်သွားတယ်လို့ယုံကြည်နေကြပါတယ်တကယ်လို့လောင်အိုင်းလန်သားကိုပိုင်းပြည်နယ်ထီလာမယ်ဆိုရင်အခွန်ငွေတွေကိုပိုပြီးထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မယ်လို့သူတို့ကညှင်းခုန်နေကြတာပါယဉ်ကျေးမှုပိုင်းကြည့်နေဆိုရင်လဲလောင်အိုင်းလန်ကတော်တော်လေးကွာခြားပါတယ်ဒီနေရာလေးကမြို့ပါဆန်မိသားစုကိုအလေးထားပြီးကမ်းခြေအလော့အပါတွေနဲ့ပြည့်နှက်နေတာကြောင့် New York City ရဲ့လူနေမှုပုံစံလိုမျိုးမြို့ပါဆန်ပြီးလင်းမြန်စီကားတဲ့ပုံစံမျိုးနဲ့လုံးဝကိုမတူတာပါဒါကြောင့်လဲဒေသခံအများစုကကိုယ့်ပြည်နယ်ထဲမှာပဲသစိမ်းတီလိုခန်းစားနေပြီးကိုယ်ပိုင်နိုင်ငံရေးအတန်တခုထွက်ပေါ်လာဖို့လိုလားနေကြတာဖြစ်ပါတယ်ဒေသခံတချို့ပြောသလိုဆိုရင်တော့ကျွန်တော်တို့ကနယူးယောက်သားတွေမဟုတ်ဘူးလောင်အိုင်းလန်သားတွေပါဆိုတဲ့အတိုင်းပါပဲအချုံပြောရမယ်ဆိုရင်တော့ဒီခွဲထွက်ရေးလှုပ်ရှားမှုဟာမမျှတတဲ့အခွန်စနစ်နိုင်ငံရေးအရာသွားစရာမရှိတာနဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုတိစောက်ခြင်းနဲ့ဆန်နက်တွေကြောင့်ဖြစ်ပေါ်လာတာပါဒီနဲ့အစ်အထိဖြစ်လာဖို့ကဥပဒေကြောင်းရရောနိုင်ငံရေးအရာပါခက်ခဲနိုင်ပေမဲ့သူတို့ရဲ့ရည်မှန်းချက်ကတော့ရှင်းလင်းနေပါတယ်